ဒီနေ့မှာတော့ Blackpink ဖန်ခဲ့လေးအတွက်မွေးနေ့လက်ဆောင်ဆိုပြီးတော့မှာပေးထားတဲ့ကြောက်ပကြီးပုံတိုလေးဖန်တီးနေတာကိုပြပေးပါမယ်ရှင်ဒါလေးကတော့သူ့အပ်ထားတဲ့မူရင်းပုံလေးဖြစ်ပါတယ်ဒီပုံလေးကိုအခြေခံပြီးကြမှာသူက Blackpink တီမီလေးရကျင်နေဆိုလို့နောက်ခံကိုပန်းရောင်လေးပြောင်းပေးထားပါတယ်ပြီးတော့တငယ်ချင်းကိုမွေးနေ့လက်ဆောင်ပေးတာဖြစ်တဲ့အတွက်မလို့ Happy Birthday စာတန်းလေးထည့်ပြီးတော့တငယ်ချင်းရဲ့နာမည်လေးထည့်ခြင်းနဲ့ဆိုလို့ထည့်ပေးထားပါတယ်ဒါလေးကတော့ပကြီးကောက်ကြောင်းဆွဲပြီးတော့အယောင်အနုအရင်အလိုက်ကြောက်မုံလူတွေဖြစ်ပြီးတော့ကြောက်စီပေးနေတာဖြစ်ပါတယ်။မင်းတို့ရောင်ကြီးတဲ့ကြောက်ပကြီးဆိုင်မှာဆိုရင်လူကြီးသူမတွေကိုကတော့ဖို့ပဲဖြစ်ဖြစ်တငယ်ချင်းတွေကိုမွေးနေ့လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်ချစ်ရသူကိုလက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်ဒီလိုမျိုးပုံတူကြောက်ပကြီးလေးမှာယူလို့ရပါတယ်နော်။အရှင်တဲ့ပုံလေးတွေကိုဒီရောင်ကြီးတဲ့ကြောက်ပကြီး page ကနေပြီးတော့ဆက်သွယ်မှာယူလို့ရတယ်လို့ Viber Telegram number 3996695392ကနေလည်းဆက်သွယ်လို့ရပါတယ်နော်။မန္တလေးမှာအပြင်ဆိုင်လေးဖွင့်ထားတာဖြစ်တဲ့အတွက်မလို့ဆိုင်ကိုလူကိုယ်တိုင်လာပြီးအပ်ချင်လေးရပါရဲ့နော်။ဒီစာလေးကတော့109လမ်းခွန်1 9လမ်းကြားချမ်းမြတာစိမြို့နယ်မှာရှိပါရဲ့ရှင်။ဒါလေးကတော့မှန်ပေါင်တက်ပြီး PCB ပုံလေးပါ customer ညီမလေးကဘောင်အဖြူကိုမကြိုက်ဘူးအမဲလေးပြောင်းပေးပါဆိုလို့ဘောင်အမဲလေးလည်းပြောင်းပေးထားပါတယ်ရှင်။